ဆိုရင်တကယ်ဖြစ်လို့ရဖြစ်ပါစေကွယ်ဆွေရောက်နေနေရောဆွေရောက်ပြင်းရင်မလားကွယ်ဆွေလာဝနေဆွေလာပြင်းရင်မလားကွယ်ချစ်တဲ့သူအလိုက်ရဲ့ကပါလဲနေနေတန်ရောစင်သမားသူမကွယ်သူတို့ဆိုရင်တကယ်ဖြစ်လို့ရဖြစ်ပါစေကွယ်အချင်းနာမျက်နှာလုံးလုံးအရက်တိတိတို့သာကွယ်ညနာတို့မဆိုးရဲ့နေရောက်တမနီရမှာသူပန်တွေ့တော်ရင်သာအရဲ့ချစ်သူဝေတော့ကများမဖြစ်လို့ပါဒီကွယ်တနေ့တော့အခါဝဲချစ်တဲ့သူလှန်လွင်တော့ကမောင်ငယ်ချစ်ရလာတဲ့ကွယ်ချစ်စကားများတတိထားစရာအခက်ကြီးကြောင့်တဲ့မိဖို့ပေါ်ပြောရတဲ့ချစ်သူပြုရဲ့မာတာမိခင်ရဲ့အတနှလုံးကိုမှသူကလူချင်းရဲ့အချင်းနဲ့မျက်နှာလုံးလုံးအကြည့်ကြည့်သူ့တာကွယ်မျက်နှာမျိုးမဆိုးရဲ့နေရောက်တမနီရမှာသူပန်တွေ့တော်ရင်နာရဲ့ကမ်းများတတိထားစရာအခက်ကြီးကြောင့်ရတဲ့မီးအောင်ပွားရပြောရတဲ့ချစ်သူပြုမြဲမာတာမိခင်ရဲ့အတနှလုံးလုံးမှသူကလူချင်းရဲ့အမေမေတကယ်နေစေရဆက်လွယ်မျိုးလို့တာခဲ့ရအသက်နောက်ရှိကြောက်ပြီးဝဲကြည့်ရမင်းရဲ့သူတားချစ်တဲ့မင်းမေကမေလာတော့ရဲ့အော်အကြောင်းလုံးကြည့်လို့တော့ခဏခုမဆိုင်မှာသူမနိုင်လာမြတ်တာများနေရဲ့တားချစ်တဲ့သူကိုခွဲတားချစ်သူကိုပေးစေကြောင်းအတနှလုံးကိုနင်းရခဏစိတ်သူရဲ့ရှာရဲ့တမိုင်းမဲ့တတိထွေနေစေဆက်ရွယ်မျိုးလို့တာခေရအသေးနောက်ချစ်ကြဖွယ်ကြည့်ရမမြင်ရဲ့သူတာချစ်တဲ့မင်းမေကမေလာတော့တဲ့အော်ကြောင်းမောင်ခိလေးတော့ခဏမဆိုင်မှာသူမနိုင်တာမြတ်တာများနေသူကိုခွဲတာချစ်သူကိုပေးနေကြောင်းအတန်းနှလုံးကိုဒီကခဏဆက်ရွေးမှုသူလေးရှာတယ်မွေးမပင်တော့တဲ့ကိုယူအားကလေးရလွဲ့နော်စီဒီလာခိဝဲမဝင်အလေကလုံးတိတ်ခါလေတဲ့အမေတနှလုံးလေးခါကြရဲအတနှလုံးကစကားပြောလာပြီကာမာဒီမာဒီချစ်စေကျွဲဘဝကြုံတာရှာမွေးမပေးတော့တဲ့
ခါလဲတဲ့အမေတနှလုံးကလွေခါကြတယ်အသက်နှလုံးကစကားပြောလာပြီးကျွဲသမရီ